ရုတ်တရက်ဖုံးကြီးဝစ်သွားတဲ့ပုံရိပ်တွေကြောင့်လူပြောများနေတဲ့မွန်မင်းသားပညာဖုံးပြည့်မဟာတကြံအကျိုးအချိန်ကာလမှာရုတ်တရက်ပဲဖုံးတော်ကြီးဝစ်သွားပြီးတော့အင်မတန်ကိုစိတ်ဝင်စားမှုမြင့်တက်နေရကတော့မွန်မင်းသားပညာဖုံးပြည့်ရဲ့ပုံရိပ်တွေဖြစ်ပါတယ်။ပညာဖုံးပြည့်ဟာဆိုရင်တော့မွန်လူမျိုးတိုင်းရင်းသားတစ်ယောက်ဖြစ်ပြီးစိတ်တဘောရိုးသားဖြူစင်ပြီးတော့ဖြောင့်မတ်တဲ့သူဖြစ်ပါတယ်။လောက်ပေါ်ကံဘတ်တွေနဲ့လည်းအဆင်ပြေစွာပေါင်းသိနေထိုင်တတ်ပြီးတော့အနုပညာရာမှာလည်းထူးချွန်လွန်တဲ့မင်းသားလေးတစ်လက်ဖြစ်ပါတယ်။ဒါကြောင့်အောင်မြင်မှုတွေဆိုတာကသူ့ရဲ့ရှေ့ဆက်ရှောက်မဲ့ဘဝလမ်းအတွက်အစဉ်သင့်စည်းကြိုနေခဲ့ပါပြီ။ဒါပေမဲ့သူကအခက်အခဲဒုက္ခတွေကြုံတွေ့နေရတဲ့မိဘပြည်သူတွေကိုကြည့်ပြီးတော့တန်ဝေကရသွားတဲ့အတွက်အေးချမ်းရောက်ကိုရှာဖွေဖို့တရဏပေါင်လေးကိုဝင်ရောက်သွားခဲ့ပါတယ်။အချိန်ကြာကြီးတော့ဖုံးကြီးဝင်နိုင်မှာမဟုတ်ဘဲတကြံအချိန်ကာလမှာပျော်ပါးတွေကိုမပြုတ်လို့ပဲတရဏပေါင်ထဲမှာအေးချမ်းစွာနေထိုင်သွားမှာပါ။ဒါကြောင့်ဖုံးတော်ကြီးဝင်ရဲ့ပုံရိပ်လေးတွေကိုတင်ပေးရင်းနဲ့အတော်လေးကိုကြီးညိုလေးစားစရာကောင်းပြီးတော့စက်တည်ရှိတဲ့ပုံစံတွေကြောင့်ပရိသတ်များစွာကချီးကျူးနေခဲ့ပါတယ်။မင်းသားလေးပညာဖုံးပြေကငကိုကလေးကချောမောခံညာသူတယောက်ဖြစ်တာနဲ့ညီအခုလိုမျိုးတာရဏပေါင်မှာသင်္ကန်းဝေးပုံစံလေးတွေကတော့တကယ်ကိုကြီးညိုစရာကောင်းပါတယ်မင်းသားလေးပညာဖုံးပြေကတော့တကြံတွင်အချိန်ကာလမှာအပျော်ပါမလုပ်ပဲဖရာတရားကိုမှတ်ရှုရင်းနဲ့ကုသိုလ်ယူသွားမှာဖြစ်ပါတယ်သင်္ကန်းဝေးနဲ့အင်မတန်ကိုကြီးညိုစရာကောင်းနေတဲ့မင်းသားလေးပညာဖုံးပြေကိုပရိသတ်ကြီးတို့ရောလေးစားကြည်ညိုမိကြပါသလားရှင်